ငရုတ်ပွအစားတော့ငရုတ်ပွအစားတော့နဲ့သူများတွေချက်စားတာမြင်တော့အရင်စားကြလို့ချက်စားလိုက်ပါပြီရှင်ဒါကတော့ငရုတ်ပွလေးတွေကိုအလဲဥတိုင်းလေးတွေနှုတ်ထားတာလေးပါပြီးတော့ခရမ်းကျင်လေးနှလုံးလောက်ကိုလည်းလှီထားပြလိုက်ပါတယ်ဒါကတော့ငဖယ်တော့မဟုတ်ပါဘူးငမြင့်ချင်းချစ်ပေါ့နော်ငဖယ်မရခဲ့တာနဲ့ပဲငမြင့်ချင်းချစ်လေးပဲဝယ်လာခဲ့လိုက်ပါတယ်ပြီးတော့ကျက်သွန်အဖြူနီချင်းထောင်းတာလေးတွေကိုအရင်ညှစ်ပြီးတော့ထည့်ပေးလိုက်ပါမယ်ရတာအတွက်အကျုံးမုံလေးနဲ့ငယ်စားလေးနဲ့ငယ်နဲ့ဆနွေးလေးနဲ့ငယ်ကိုထည့်ပြီးတော့တေးချာလေးစီစီပန်ပန်လေးဖြစ်သွားအောင်လို့နှဲထားပေးလိုက်ပါမယ်လူချင်းတဲ့အနေလေးရပြီဆိုရင်တော့ငရုတ်ပွလေးတွေကိုအစာလေးတွေတွတ်ပါမယ်အစာလေးတွေကုလိုလေးတွတ်ပေးလိုက်တာငရုတ်ပွလေးခုနဲ့လှုပ်ထားတဲ့ငါးအသားချစ်ကကွက်တီပဲကျသွားပါတယ်ရှင်အားလုံးပြင်ဆင်ပြီးပြီဆိုရင်တော့ချက်လို့ရပါပြီစီပူထဲမှာကြက်သွန်အဖြူနီထောင်းထားလေးတွေကိုအရင်ဆုံးစီတက်ထားပေးလိုက်ပါမယ်ပြီးတော့ငရုတ်သီးရောင်တဲမုံလေးနဲ့ငယ်ကိုထည့်ပြီးတော့တည်ထားပေးလိုက်ပါမယ်စီတက်နဲ့လေးမွေးလာသည့်အထိကျက်သွန်ဖြူနီနဲ့ငရုတ်သီးမုံလေးတွေကိုစီတက်ပြီးပြီဆိုရင်တော့ခရမ်းကျင်သီးလေးတွေကိုထည့်ပေးလိုက်ပါမယ်ခရမ်းကျင်သီးလေးတွေကိုကြေးသွားအောင်လို့တေချာလေးချီပြီးတော့တည်ထားပေးလိုက်ပါမယ်ခရမ်းကျင်သီးလေးတွေလိုချင်တဲ့အနေထားလေးရောက်ပြီဆိုတော့မှငရုတ်ပွားလေးတွေကိုထည့်ပေးပါမယ်ခုလိုအနေလေးရပြီဆိုရင်တော့ငရုတ်ပွားလေးတွေကိုတေချာလေးစီပြီးတော့ထည့်ထားပေးလိုက်ပါမယ်ပြီးတော့ငရုတ်ပွားလေးရောအထက်ကအသားလေးတွေရောနူးအောင်အတွက်ရေများများလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ရှင်ငရုတ်ပွားလေးလည်းအနှဲငယ်နွမ်းလာပြီးတော့ရေလေးလည်းဆူလာပြီဆိုရင်တော့ရတာအတွက်အချုံမုံလေးနှဲငယ်နဲ့စားလေးနှဲငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့အပေါ်ကနေပြီးတော့ငရုတ်ကောင်းမုံလေးနှဲငယ်ကိုလည်းဖြူထားပေးလိုက်ပါတယ်မဆလာနဲ့မုံမွေးလေးနဲ့စားကျင်တာဖြစ်တဲ့အတွက်အပေါ်ကနေမဆလာလေးနှဲငယ်ကိုလည်းအုပ်ပေးလိုက်ပါတယ်မဆလာမကြိုက်တဲ့သူတွေကမထည့်လဲရတယ်ပေါ့နော်နားလောက်ထပ်တဲထားပေးလိုက်တာရေလေးလည်းအနှဲငယ်ခန်းလာပြီးတော့ငရုတ်ပွားလေးလည်းနူးလောက်ပြီဆိုလို့ရှိရင်တော့ချလို့ရပါပြီရှင်ကျမလိုမျိုးငရုတ်ပွားအစားတော့မစားဘူးသေးဘူးဆိုရင်တော့လိုက်ချက်စားကြည့်နော်